အစာရှာနေတဲ့မိခင်ဝက်ဝံမကြီးပေါ်ကိုကြောက်တုံးကြီးတုံးရုတ်တရက်ပြုတ်ကျပြီးဖိမိသွားပါတယ်ဝက်ဝံလေးကသူ့အင်အားရှိသမျှနဲ့ကြောက်တုံးကိုဖယ်ဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူးသူလုံးနိုင်တာဆိုလို့မိခင်နိုးလာနိုးနဲ့ဘေးနားမှာငြိမ်ငြိမ်လေးထိုင်ပြီးဝမ်းနေပလက်စောင့်နေုံပဲရှိခဲ့ပါတယ်ရက်တော်ကြာတဲ့အထိမိခင်ကလှုပ်ရှားမလာတော့မှအခြေအနေကိုနားလည်သွားတဲ့ဝက်ဝံလေးဟာကြောက်တုံးပေါ်မှာတနေကုန်ထိုင်ကုန်နေပါတော့တယ်ဘိုက်စာလုံးလာတဲ့အခါမှာတော့အသက်ဆက်ဖို့အတွက်တကူတော်အစာထွက်ရှာရပါပြီဒါပေမဲ့အမဲလိုက်နေမတင်ရသေးတဲ့ဝက်ဝံလေးဟာမျက်ခင်းထဲကဖားတကောင်ကိုတောင်မိအောင်မဖမ်းတတ်ပဲတုတ်ဆိုင်ဆိုင်နဲ့လိုက်ခုန်နေုံပဲတက်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနာကအတန်ကြားလို့တွားကြည့်ရကနေအရွယ်ရောက်ပြီးသားဝက်ဝံညိုကြီးတကောင်နဲ့တိုးပါတော့တယ်အမေပြန်လာပြီးအမက်နဲ့ဝက်ဝံလေးကဝမ်းသာအားရပြစ်ဖက်ပေမဲ့အနာရောက်မှဒါဟာသူစိမ့်ဝက်ဝံထီကြီးမှန်းတိလိုက်ရပါတယ်ဝက်ဝံလေးကရင်းနှီးအောင်စူးစမ်းပေမဲ့တန်ရာရထားလို့စိတ်တူနေတဲ့ဝက်ဝံကြီးကဟင်းဟောက်ပြီးမောင်းထုတ်လိုက်ပါတယ်ဝက်ဝံလေးကကြောက်လန့်တကြားထွက်ပြေးခဲ့ရပေမဲ့လက်မလျှော့ပဲဝက်ဝံကြီးနောက်ကိုဆက်လိုက်ပါတယ်လမ်းမှာမြစ်တစင်းခံနေတာကြောင့်ဝက်ဝံကြီးနဲ့ဝေးသွားချိန်မှာဝက်ဝံလေးကတက်တီမွေးပြီးမြစ်ကိုဖျက်ဖို့ပြင်ပေမဲ့ခြေချော်ပြီးရဲရဲကျသွားပါတယ်ကံကောင်းလို့ကြောက်တုံးကြီးတစ်ခုကတားဆီးပေးခဲ့လို့အသက်ဘေးကလွတ်ခဲ့ရပါတယ်တစ်ဖက်မှာတော့ဝက်ဝံကြီးကရွှွညုံအိုင်ထဲမှာသူ့တန်ရာတွေကိုတက်တာအောင်လုပ်နေပါတယ်အဲ့ဒီမှာပဲဝက်ဝံလေးကသူ့နောက်ကိုထက်လိုက်လာပြန်ပါတယ်ဝက်ဝံကြီးကထပ်ပြီးဟင်းဟောက်တတိပေးပေမဲ့ဒီတစ်ခါတော့ဝက်ဝံလေးကနောက်မဆုတ်တော့ပါဘူးသူကဝက်ဝံကြီးနားတိုးသွားပြီးတန်ရာတွေကိုရှာနဲ့ညင်သာစွာရက်ပေးခဲ့ပါတယ်ဒီလိုကျင်နာမှုလေးကဝက်ဝံကြီးရဲ့စိတ်ကိုအည်ပြောစေခဲ့ပြီးဝက်ဝံလေးကိုလက်ခံလိုက်ပါတော့တယ်ဝက်ဝံကြီးကကျေးဇူးတင်တဲ့အနေနဲ့ငါးကောင်ဖမ်းကျွေးခဲ့ပြီးဒါဟာမိခင်ဆုံးရှုံးပြီးနောက်ပိုင်းဝက်ဝံလေးအတွက်ပထမဆုံးအဝါစားရတဲ့အစာပါပဲအဲ့ဒီနေ့ကစပြီးဝက်ဝံကြီးဟာဝက်ဝံလေးကိုဂယုတစိုက်ဆောင်ရှောက်ပြီးအစာအတူတူရှာထွက်ခဲ့ကြပါတယ်ဒါပေမဲ့ဒီအေဂျင့်မှုကကြာရှည်မခံခဲ့ပါဘူးတစ်ချိန်ကဝက်ဝံကြီးကိုတန်ရာရအောင်လုပ်ခဲ့တဲ့မူဆိုးတွေဟာဒီနယ်မြေရဲကိုထပ်မံကျူးကျော်လာပါတယ်ဘေးအန္တရာယ်ကိုရိပ်မိတဲ့ဝက်ဝံကြီးကဝက်ဝံလေးကိုခေါ်ပြီးအလန့်တကြားထွက်ပြေးပေမဲ့မဆောက်တဲ့ကမ်ပါယန်ကြီးကလမ်းပိတ်နေပါတယ်ဝက်ဝံလေးကအပေါ်ကိုမတက်နိုင်ပဲအကူညီတောင်းနေတာကြောင့်ဝက်ဝံကြီးကမဆိုင်မတော့ပဲပြန်လှည့်လာခဲ့ပါတယ်ဒါပေမဲ့မူဆိုးခွေးတွေကအရန်နီးကပ်နေပါပြီသူကဝက်ဝံလေးကိုဝက်ပေးထားပြီးလုံကူဝါမှာတကောင်နဲ့ရင်ဆိုင်ခဲ့ပါတယ်ခွေးတွေဝိုင်းကိုင်လို့ဝက်ဝံကြီးမှာတန်ရာတွေဘလောက်ဖို့ဖြစ်သွားတာကိုဝက်ဝံလေးကကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေခဲ့ရပါတယ်မူဆိုးတွေရောက်လာပြီးတင်းနဲ့ပြစ်ဖို့ပြင်ပေမဲ့အလန်းဝေးနေသေးတာကြောင့်ဝက်ဝံကြီးကခွေးတွေလက်ကနေလွတ်အောင်ထွက်ပြေးနိုင်ခဲ့ပါတယ်ဒါပေမဲ့အပြစ်ကင်းတဲ့ဝက်ဝံလေးကတော့အနေရကင်းသွားပြီးအမက်နဲ့ဝက်ဝံကြီးကိုလိုက်ရှာရင်းမူဆိုးတွေလက်ထဲမိသွားပါတော့တယ်ဝက်ဝံလေးဟာသူ့အနေရရှိနေမှန်းတောင်မသိပဲမူဆိုးတွေရဲ့မြင်းနဲ့စော့ကစားနေတာကမူဆိုးတွေကိုတောင်ရဲမောစေခဲ့ပါတယ်ညရောက်တဲ့အခါမှာတော့သူ့မေရဲ့အရေးခွန်ကိုမြင်လိုက်ရတာကြောင့်ဝက်ဝံလေးဟာအရန်ကိုစိတ်မကောင်းဖြစ်သွားပါတယ်နောက်တနေ့မနက်မှာမူဆိုးတွေကဝက်ဝံလေးကိုခြိထားတဲ့ကျိုးပြက်နေတာတွေ့လိုက်ရပါတယ်ထွက်ပြေးသွားပြီးထင်ခဲ့ပေမဲ့ဝက်ဝံလေးဟာသူ့မေရဲ့အရေးခွန်နားမှာပဲအေးအေးချအန်ကျန်းအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးမူဆိုးငယ်တယောက်ကတနာသွားကနွားနို့တစ်ခွက်တိုက်ခဲ့ပါတယ်ဒီအခြေအနေကမူဆိုးအားလုံးကိုစိတ်လှုပ်ရှားသွားစေပြီးဝက်ဝံလေးကိုလွတ်ပေးဖို့နဲ့ဝက်ဝံကြီးကိုလည်းဆက်မလိုက်တော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်မူဆိုးတွေပြန်ခါနီးမှာဝက်ဝံလေးကသူတို့နောက်ကိုလိုက်လာတဲ့အတွက်မူဆိုးငယ်ကမြင်းနဲ့လိုက်ပြီးမောင်းထုတ်ခဲ့ပါတယ်ဒါဟာလူတွေနားကိုနောက်ထပ်မကပ်ဖို့တတိပေးလိုက်တာပါမကြခင်မှာပဲဝက်ဝံလေးဟာသူ့ကိုတိတ်တဆိတ်စောင်းရှောက်နေတဲ့ဝက်ဝံကြီးနဲ့ပြန်လဲဆုံတွေ့သွားပြီးအဲ့ဒီနေ့ကစလို့သူတို့နှစ်ကောင်ဟာဘယ်တော့မှခွဲမသွားတော့ပါဘူး